မြင်လာပါရှင်ဂေဂေအမိတ်ပေးရနေကြိုဆိုလိုက်ပါတယ်အခုတိကောက်ကတော့ရှစ်ဖုတ်ကောင်းနဲ့တိန်ကလေးကလေးလောက်ပြမှာဖြစ်ပါရှင်တိန်ကလေးလေးလောက်ဖို့ဆိုလို့ရှိရင်ပိုက်ကလေးနာကိုလို့ရှင်တဲ့အယောင်၅ချောင်းလုံးမယ်ပေါ့နော်၅ချောင်းလုံးမယ်တကယ်လို့အပေါ်အောက်ကအပေါ်နှစ်ခုသူကအောက်က၃ခုအဝိုင်းလေးလုံးမှာဆိုလေအယောင်ဆက်မယ်ဆိုလို့ရှိရင်၅ချောင်းကို၃ချောင်း၂ချောင်းလည်းလုပ်လို့ရပါတယ်အခုကတော့ညီမအဖြူလေးတိန်ကြီးချင်းဆိုတော့အဖြူလေးနဲ့ပဲစံပယ်ထားပြီးလုပ်ပြမယ်ပေါ့နော်တဝက်ဝက်လိုက်ပါမယ်တစ်ချောင်းရဲ့တဝက်ကိုဝက်လိုက်ပါပိုက်ကလေးနာကတာလေးတွေလည်းလူကျင်တဲ့လူလေးမျှလို့ဝယ်လို့ရပါတယ်ညီမစီမှာပိုက်ကလေးနာကတာလေးတွေပူဇာနေကြလို့ပိုက်ကလေးနာကတာ2မျိုးအပြာရောပန်းရောင်တင်မိထားပါတယ်ပိုက်ကလေးနာကတာနဲ့လုပ်လို့ရတယ်လို့ဘီဂင်နာလေးတွေကပိုက်ကလေးနာကတာမရှိဘူးဆိုလည်းချင်းစိတ်ညစ်စရာမလိုပေါ့နော်ကက်ကြီးနဲ့ဖြန့်နေရပါတယ်ညီမလည်းဒီထဲမှာကက်ကြီးကိုပဲသုံးပြထားရပေါ့နော်ပြီးရင်အခုဗီဒီယိုထဲမှာပြထားသလိုပဲဝိုက်လိုက်ပါလိုအပ်တာလေးတွေကတော့ပုံမှန်လိုသလိုပဲသူကအလှတက်လေးလိုမယ်ပိုက်ကလေးနာ၅ချောင်းလုံးမဲ့မတူဘူးဆိုရင်အယောင်မတူတာ2ခုအယောင်မတူတာ2မျိုးရော3ချင်ရင်3ချောင်း2ချောင်း3ပေါ့နော်ပိုက်ကလေးနာကတာနဲ့ဖြတ်လဲရတယ်ပိုက်ကလေးနာအပြာရောပန်းရောတစ်မျိုးစီ2ခုလုံးကကို3တိုင်3တက်သလုံး2မျိုးလုံးကကောင်းပါတယ်ကိုအကြိုက်ပုံမူတပဲအခုဒီမှာ2မျိုးလုံးဖြတ်ပြထားရပေါ့နော်အစောပိုင်းကကြောကကြီးနဲ့ဖြတ်ပြထားပါတယ်အခုကကျတော့ပိုက်ကလင်နာကတာနဲ့ဖြစ်တစ်ခါဖြတ်ပြရပေါ့နော်ပိုက်ကလင်နာကတာရဲ့အားသာချက်ကတော့သူကတော့ဖြတ်လိုက်တာနဲ့တိတိလေးရမယ်အားတာမသုံးပါဘူးကတာဖြစ်တဲ့အတွက်ကကြီးကတော့နည်းနည်းလေးဖိဖြတ်ရတယ်ပေါ့နော်အဲ့ဒါကွာပါတယ်သူကတော့တိတိလေးရရပေါ့နော်ပိုက်ကလင်နာကတာရဲ့အားသာချက်ကတော့အဲ့နှစ်ခုပဲကွာပါတယ်ကျန်တာဘာမှမကွာပါဘူးအဲ့ဒါကြောင့်မလို့တချို့ဘီဂင်နာလေးတွေကမဝယ်နိုင်သေးလို့မဝယ်ဖြစ်သေးလို့ဘာမှမဖြစ်ဘူးပေါ့နော်ကကြီးနဲ့လိုက်လို့မှဆိုရင်လည်းရတယ်ရှိထိုင်မကောင်းလားဆိုရှိထိုင်တော့ကောင်းတာပေါ့နော်သူပစ္စည်းနဲ့သူဟာနဲ့သုံးရင်တော့အကောင်းဆုံးပေါ့ဒါပြီးလို့ရှိရင်ကိုเจ้าကိုကန်ကတော့ပုံမှန်ပြောနေကြတိုင်းလိုမယ်အလှတက်လိုမယ်ပြီးလို့ရှိရင်5.5 cm ကလစ်တစ်ချောင်းလုံးမယ်ပေါ့နော်ဘယ်လောက် cm သုံးလဲမင်းကိုမေးကြလို့5.5 cm သုံးပါရပေါ့နော်ဒါ10ခုရသွားပြီပေါ့နော်အဝိုင်းကအကုန်လုံးတူတူပဲမျိုးမလို့မခောက်ပြတော့ဘူးပေါ့နော်10ခုကိုခောက်လိုက်ပါခောက်ပြီးရင်နောက်ကကော်ရီလေးကိုကြလေးဖွင့်ထားပေါ့နော်ကြိုပြီးဖွင့်တာပါညီမအများနဲ့ပြောရပေါ့နော်ဒီအများနဲ့လောက်တိုင်းဒီပိုက်ကလင်နာလောက်တိုင်းကိုเจ้าကော်ကန်ကိုကြိုဖွင့်တာပေါ့အများနဲ့ပြောပေးလေးရှိပါဘာဖြစ်လို့ဆိုတော့ကော်ရီကအများကြီးသုံးရင်ကော်ရီအများတိုင်းကောင်းတာမဟုတ်ဘူးပေါ့နော်ကော်ရီများလို့ရှိရင်အမြင်တွေထွက်မယ်ဘေးကကော်ရီတွေပေသွားရင်သူကမလှတော့ပြဿနာမလှတော့တဲ့ပြဿနာရှိရပေါ့နော်သူကနှစ်ခုလေးထပ်မယ်နော်ဒါညီမထပ်ပြီးသွားရင်မလို့ပူးပြီးကတ်မယ်အောက်မှာ3ခုအပေါ်မှာ2ခုပေါ့နော်ဒီဟာပူးမပြတော့ဘူးနော်လွယ်တာမလို့ဝိုက်လိုက်မယ်ဝိုက်ပြီး2ခုထပ်လိုက်ပေါ့နော်2ခုထပ်ပြီးရင်အောက်မှာ3ခုကတ်မယ်ကော်ရီကိုပြောအောင်ထားနော်ပြီးလို့ရှိရင်3ခုကော်ရီလေးတို့ပြီးကတ်လိုက်မယ်ခုန10ခုရမှာညီမပြောရှင်းလားမသိဘူးတချောင်းကိုတဝက်စီကိုပြန်ပြီးတော့ white ပြီးခောက်လိုက်တာနှစ်ခုစီရမှာအဲ့နှစ်ခုပြန်ကတ်ပြီးလို့ရှိရင်အခုလိုမျိုးလေးပူးပြီးတော့အောက်မှာ3ခုအပေါ်မှာ2ခုလုံးမယ်ပေါ့နော်အယောင်ဆက်ချင်တဲ့လူကလည်းအပေါ်2ခုကိုတယောင်ထားအောက်က3ခုတယောင်ထားမယ်ဘယ်လိုပဲဖြစ်ဖြစ်ပိုက်ကလင်နာတိုတယ်မှသူက5ချောင်းပဲကုန်တယ်ပေါ့နော်5ချောင်းပဲကုန်ပါမယ်အပေါ်မှာ2ခုအောက်မှာ3ခုပေါ့နော်ကော်ရီလေးကိုတော့အခု3ပွင့်ဆိုင်နေရကတ်မယ်ဆိုရင်3ခုလုံးကိုကော်ရီလေးတိုးလိုက်ပါအခုနောက်တစ်ခုကိုကြာလဲ3ခုဖြစ်တဲ့အတွက်3ခုလုံးကိုရီလေးကိုကတ်မဲ့နေရအားလုံးကိုရီလေးပေးလိုက်ပါအဲ့ဒါမှသူပြန်ပြုံးမထွက်မှာပေါ့နော်ကိုရီတွေကများတိုင်းမကောင်းတော့ညီမအများတိုင်းပြောတယ်များတိုင်းကောင်းတာမဟုတ်ပါဘူးကိုသုံးမဲ့နေရနဲ့အလိုက်တင်လေးလိုတလောက်ပဲထည့်ပေးပါပြီးရင်ဖိပြီးတော့အောက်ကိုကတ်လိုက်ပေါ့နော်အခုဒီမှာဆို3နေရလုံး3မှာဆို3နေရလုံးကတ်လိုက်မယ်လိုအပ်တဲ့နေရာလေးကိုပဲကော်သုံးပေးပါနော်ကော်ရီတွေကထွက်ကြသွားရင်လည်းခိုးကတ်ဒီကတ်နဲ့ဖြစ်ပြီးတော့ပေတူးကုန်ပြီးမလှပါဘူးအဲကြောင့်ကော်ရီလိုတလောက်ပဲသုံးပါဒါဆိုရင်5ခုရသွားပြီနော်ဒီဟာမှာလိုတာကမျက်လုံးလဲလိုမယ်နော်ညီမကပြောဖို့မိတာအစနေပြန်ပြောရရင်ညီမလိုတာလေးလေဘေးမှာရေးပေးထားမယ်နော်ပိုက်ကလင်နာ5ချောင်းလိုမယ်ပြီးလို့ရှိရင်မီချစ်လိုမယ်ကတာသုံးတဲ့လူကကတာသုံးပိုက်ကလင်နာကတာမသုံးတဲ့လူကကက်ကြီးလိုမယ်ကော်ချောင်းကော်ကန်လိုမယ်အလှတက်လိုမယ်မျက်လုံးလိုမယ်5.5 cmကလစ်တစ်ချောင်းလိုမယ်ပေါ့နော်အဲ့ဒါပဲလိုမယ်ပြီးလို့ရှိရင်ဒါဗဇက်ကလေးလုပ်ဖို့အတွက်အမဲလေးကိုနည်းနည်းအလိုက်တင်လောက်လေးဖြတ်ပြီးကလေးနဲ့ကက်ကြီးလေးနဲ့ဖြတ်သေးလေးပေါ့နော်လုပ်ပြီးရင်မီချစ်လေးနဲ့ပြန်ညှိလိုက်ပြီးရင်ကော်လေးနဲ့ပြီးကတ်လိုက်ပေါ့နော်ကော်လေးနဲ့အလဲလောက်မှကတ်လိုက်ပါ adjust လုပ်ပြီးကတ်ပေါ့နော်ကိုထားခြင်းတဲ့နေရာလေးမို့မျက်လုံးလေး2ခုကတ်မယ်အောက်ကပါဇက်ကလေးကတ်မယ်မျက်လုံးနဲ့ပါဇက်ကတ်တဲ့နေရာကျရင်ကော်ရည်တွေကိုအဓိကနော်ကော်ရည်တွေအများကြီးထည့်နေနော်ကော်ရည်တွေအများကြီးထည့်လို့ရှင်မလှပါဘူးအခုညီမပြထားသလိုပဲ white လိုက်ပေါ့နော်ကော်ကန်းလေးကိုနည်းနည်းလှုပ်ပြီးတော့ white လိုက်လို့ရှိရင်အဲ့ဒီအမြင်ထွက်တာတွေပြတ်ထွက်သွားရပေါ့နော်အဲ့လိုလေးလှုပ်လိုက်ပါ
ဒါမျက်လုံးလေးကတ်မှာဖြစ်ပါတယ်မျက်လုံးကတော့စစ်ကိုသုံးတယ်ပေါ့နော်စစ်ကတော့နှစ်ခုလုံးအလောတော်ဆိုင်ပဲမလို့စစ်ကိုသုံးတယ်7သုံးလိုက်ရစစ်နဲ့7တစ်ခုကိုသုံးရရပေါ့နော်5ကြတော့လည်းအရင်သိတယ်8ကြတော့လည်းကြီးသွားရပေါ့နော်အဲကြောင့်စစ်နဲ့7တစ်ခုကိုသုံးပါအခုပြထားတဲ့ accessory တွေအားလုံးညီမစီမှာအကုန်ဝယ်လို့ရပါတယ်ဘယ်မှာဝယ်ရမှမသိတဲ့လူတွေကိုတွက်ညွှန်းပေးတာပါကိုနီးဆက်ရနေဝယ်ပြီးတော့လည်း live လုပ်လို့ရပါတယ် beginner set လေးတဲ့ညီမစီမှာ1000တန် set လေးကလေး live လုပ်မယ်ဆိုရင်ဒီပိုက်ကလင်းနာ10ချောင်းပါ10ရောင်ပါမယ်ပြီးလို့ရှိရင်ကော်ချောင်းတစ်ချောင်းပါမယ်ပြီးတော့ဒီလို 5.5 cm ကလစ်တစ်ထုပ်ပါမယ်အဲ့ဒါကိုမှ1000ပါအဲ့လိုမျိုးလေးဝယ်ပြီးတော့ live လုပ်မယ်ဆိုရင်လည်းလုပ်လို့ရပါဘောနော်ကလေးလုံးမဲ့လူတွေအတွက်လုပ်တယ်အခုဒီထဲမှာတက်ပြမယ်အလှတက်လေးရဆိုအခုတအားခစ်စားနေတာအစုံပေါ့နော်ပလဲကြည့်တည်တန်လည်းရတယ်လို့ရောင်စုံထုံလေးရစားညီမအကုန်လုံး beginner သမားတွေစပြီးဝယ်သုံးလို့ရအောင်အကုန်ခွဲအောင်ပေးပါတယ်တစ်ထုပ်မှ1500ပဲရှိပါတယ်အစုံပါတယ်ပေါ့နော်အများကြီးပါပါတယ်တစ်ထုပ်မှာဒါတော့အမကိုတက်ရှင်တဲ့ဟာအလှတက်အခုပြတဲ့ accessory အားလုံးလေးဒီမှာဝယ်လို့ရရပါတော့ဘယ်မှာဝယ်ရမှမသိတဲ့လူတွေကိုပြောပြရပါဘယ်ကဝယ်ကို like ကြည့်ပြီးလုပ်တဲ့အစီအပြေဆိုရင်ရောညီမမျှဝေရကျိုးနဲ့တာမို့ like လုပ်ကြည့်ဖို့အကြံပေးရပေါ့နော်ဒါလေးရလွယ်တယ်မြန်လဲမြန်တယ်လှလေးတွေနဲ့ပစ္စည်းလေးတစ်ခုရသွားတယ်ကျောင်းမရသည်ဖြစ်တဲ့အတွက်ပြောင်းမဲ့လူတွေအတွက်လည်းအစင်ပိုက်ကလင်နာအများကြီးမကုန်ဘူးပေါ့နော်အခုတော့ညီမကအတက်နိုင်ဆုံးပိုက်ကလင်နာအများကြီးမကုန်ပဲနဲ့လှလွယ်မြန်ပစ္စည်းတစ်ခုဖြစ်လာတဲ့ဟာလေးတွေကိုပဲရွေးချယ်ပြီးတော့မျှဝေပေးပြနေရပေါ့နော်အားကြောင့်မလို့ live လုပ်တဲ့လူတွေလည်းအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်တကယ်လို့လုပ်ပြစီနေတာရှိရင်လည်းပြောခဲ့ပေးလို့ရပါတယ်အခုညီမကတော့ဒီထဲမှာဖဲပွင့်လေးပေါ့နော်ဖဲပြပုံစံလေးကိုအယောင်လေးနှစ်ခုရယ်လက်ပြလေးတစ်ခုရယ်ဟိုဘက်ဒီဘက်ရွေးကတ်လိုက်မယ်ပေါ့နော်ဟိုဘက်ဒီဘက်ကိုရွေးကတ်လိုက်ပါမယ်ဘာကမှမသိပဲစဉ်းစားရပေါ့နော်ဟိုကကတ်ကြီးဒါကတ်ကြီးနဲ့အကုန်အစုံ6ကတ်ကျင်သူကလေသူ့ရဲ့ကောင်းကျိုးကလေသူပုံစုံပါရဲ့ကာလာဖြစ်ပလဲတချို့ကကာလာမကြိုက်ဘူးပလဲအောင်ကြီးဆိုရယ်ပလဲအောင်နေမှာလည်းအဲ့လိုမျိုးပဲအစုံပါတယ်ကာလာဆိုလဲကာလာထဲမှာလည်းအစုံပါတယ်အဲ့ဒါမှတစ်ထုပ်ကို1500ပဲညီမကတော့အကြီးပေါင်းထုတ်ထဲကနေအကုန်ခွဲပေးရပါတော့ဘာလို့ဆိုညီမစီမှာကလေးလေးလည်းရှိတော့သူတို့လိုက်လို့အဆင်ပြေအောင်ဝယ်နိုင်တဲ့ဈေးလေးဖြစ်အောင်အကုန်လုံးခွဲအောင်ပေးရနော်ပလဲကျိုးတန်းဆိုလည်းအကုန်ခွဲအောင်ပေးပါဒီမှာတော့ကျယ်လေးနောက်ဆုံးတော့ကျယ်လေးတက်ဖို့ရွေးချယ်လိုက်တယ်ပေါ့နော်အဲ့ဒါနဲ့ကျယ်လေးတက်လိုက်ပါတယ်ထိလေးနှစ်ခုမှကျယ်လေးတက်လိုက်တယ်ဒီအလှတက်လေးတွေကဈေးလည်းမကြီးဘူးသေးလေးဆိုပေမဲ့လေမတက်တာနဲ့တက်တာအရန်กว่าရှာရပဲပေါ့နော်တက်ပြီးလို့ရှင်သူချစ်စရာလေးပို့ပြီးတော့ဒီရဲ့ item လေးကပို့ပြီးကြွရွလေးဖြစ်သွားရပေါ့နော်accessory လေး3နိုင်တယ်လို့ကောင်းတယ်ပေါ့နော် accessory အများကြီးပြုတ်ခဲနေအောင်သုံးခိုင်းတာမဟုတ်ဘူးเนาะညီမပြောချင်တာကရိုးပုံမှန်ဒီလိုဘလာရှင်းထားမဲ့အတူတူဒီ accessory လေးသေးလေးထည့်လိုက်ဆိုအရန်ရှိပုံက9ချောင်းလို့ညီမပြောခဲ့ပေမဲ့လေတခုလိုသွားတာဒီကလစ်အတွက်တော့နည်းနည်းလုံးမယ်ပေါ့နော်အားကြောင့်မို့6ချောင်း9ချောင်းခွဲလောက်ပေါ့နော်နည်းနည်းကုန်ပါတယ်9ချောင်းခွဲလောက်ပေါ့နော်ဒီကလစ်လေးအတွက်ကတီးတန်းကတော့9ချောင်းပဲကုန်တာအောက်ကကလစ်အခန်းလေးရောပါမယ်ဆိုရင်တော့9ချောင်းခွဲလောက်ကုန်ပါတယ်လောက်တာတော့အခုဗီဒီယိုတွေကမမြန်ထားတဲ့အတွက်ဗီဒီယိုတွေကပြထားသလိုလေးပဲလောက်လိုက်ပေါ့နော်လောက်ပြီးရင်ကိုချောင်းနဲ့ကိုကန်လေးကိုကတ်ပြီးရင်ဂူနာကကလစ်အောက်ခံပြားလေးကိုကတ်လိုက်ပါပြီးရင်အပေါ်မှာကတော့ဂူနာလောက်ထားတဲ့တိမ်လေးကိုကတ်မယ်ပေါ့နော်နည်းနည်းလေးဖိကတ်လိုက်ပေါ့နော်အဲ့ဒါမှမြဲသွားမှာသူကနည်းနည်းလေးဖိပြီးတော့ကတ်အဲ့ပေါ်မှာကော်ရည်လေးပြန်တုပ်ပါကော်ရည်လေးတစ်လျှောက်တုပ်ပြီးလို့ရှိရင်ဂူနာကလှုပ်ထားတဲ့တိမ်လေးကိုကတ်ပါမယ် accessory တွေသုံးခြင်းရဲ့ကောင်းခြင်းကပို့ပြီးတော့သူ item လေးရကြွရင်နော်သုံးတာနဲ့သုံးတာတကယ်ကွာရှာတယ်ပြီးလို့ရှိရင်အိတ်လေးတွေစွတ်မယ်ကပြားလေးထည့်မယ်မထည့်တဲ့လူနဲ့ထည့်တဲ့လူလည်းကွာရှာတယ်လို့ဈေးရခြင်းမရခြင်းကလည်း accessory သုံးခြင်းပေါ်မှာအများကြီးသက်ဆိုင်နေနော်အားကြောင့်မလို့ accessory လေးကိုလည်းကိုတက်နိုင်သလိုဈေးလည်းတအားမရှိပါဘူးညီမဆိုအကုန်ခွဲအောင်ပေးတာဆိုတော့အများကြီးဘာမှဈေးမရှိ beginner သမားလေးဆိုအကုန်ဝယ်လို့ရညီမဆိုအောက်ကကတ်ပြားလေးရအစခု20အစပြီးခွဲအောင်ပေးပေါ့နော်အကုန်လုံးခွဲအောင်ပေးရဆိုတော့ beginner သမားအစအဆင်ပြေတာမလို့အဲ့လိုကတ်ပြားလေးတွေအိတ်လေးတွေထည့်ဖို့အကြံပေးပါတယ်ဘာလို့ဆိုတော့ထည့်တာနဲ့မထည့်တာနဲ့ကွာခြားတယ်တကယ်လို့မထည့်ဘူးဒီတိုင်းဗလာချင်းရောက်မယ်ဆိုလို့ရှင်ဈေးမရဘူးအခုလိုအိတ်ကပြားလေးထည့်မယ်ပြီးရင်အိတ်လေးတွေကောက်ခွာအိတ်လေးထပ်ထည့်လိုက်ဈေးပိုရရပေါ့နော်အားကြောင့်မို့လိုက်လို့ကြည့်ပါအောင်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်